စောယွန်းဟာဒူမငငယ်ကနေထိုင်ခဲ့တဲ့ရွာကလေးကိုပြန်ရောက်လာပြီးဆောင်ဟိုကဒူမကိုအိမ်အထိလိုက်ပို့ပေးပါတယ်။ဒူမရဲ့အမေကအတဲအတန်ဖြားနာနေတာကြောင့်လမ်းဘေးမှာဆောင်ဟိုကစီးရုံကအမေစီတွားကြည့်ပြီးပြီလားလို့မေးပြီးမဲ့စောယွန်းကဘာမှမပြန်ဖြေပါဘူး။အိမ်ထဲရောက်ချင်းမှပဲဒူမဟာကျုံမဲ့ဖုန်းအဟောင်းကိုရှာတွေ့ပြီးပလက်ထိုးလိုက်ပါတယ်။ခဏကြာမှတော့ဖုန်းကြီးလာပြီးတစ်ဖက်ကအမျိုးသမီးတစ်ယောက်ကဒူမကိုတခြားသူတစ်ယောက်အမှန်နဲ့မားခေါ်ပြီးတော့ဟိုပြောဆိုပါတယ်ဖုန်းမနေမှန်းတီးသွားတဲ့အခါမှာတော့တစ်ဖက်ကဖုန်းချရပါတယ်နောက်ပိုင်းမှာစောယွန်းဟာဒူမအမေနဲ့ဆရာဝန်နဲ့တွားရောက်တွေ့ဆုံပါတယ်ဆရာဝန်ကအမေဖြစ်သူမှာအုံနောက်အကြိုက်ရှိနေပြီးခွဲစိတ်ရတာအရင်ခက်ခဲတဲ့အတွက်အထူးကူးစီတွားဖို့အကြံပေးပါတယ်စီယုံခန်းထဲမှာအမေဖြစ်သူကတူမတိတ်ဆုံးသွားရင်အဖေဖြစ်သူရဲ့ပေးမမြုံနှံဖေးဖို့ပြောတဲ့အခါစောယွန်းကအရန်စိတ်ဆိုးပြီးအခန်းထဲကနေထွက်လာခဲ့ပါတယ်ဒူမဟာ1999ခုနှစ်မှာကွယ်လွန်ခဲ့တဲ့အဖေဖြစ်သူရဲ့ကူစီကိုတွားရောက်ခဲ့ပါတယ်။အိမ်ပြန်ရောက်တဲ့အခါအဲ့ဒီလျိုဝက်စမ်းကျဲတဲ့ဖုန်းခေါ်ဆိုမှုကထပ်ရောက်လာပြန်ပါတယ်။အန်အုံးဖို့ကောင်းတာကဖုန်းခေါ်တဲ့အမျိုးသမီးကဒူမအခုနေနေတဲ့လိပ်စာအတိုင်းပြောနေတာပဲဖြစ်ပါတယ်။အဲ့ဒီအချိန်မှာအိမ်ထဲကအတန်အကျဲကြီးတစ်ခုကြောင့်စော်ဟွန်းနိုးလာပြီးတွားကြည့်တဲ့အခါနန်ရန်ကတက်ပုံတပုံပြုတ်ကျနေတာကိုတွေ့ရပါတယ်။ဒူမအဲ့ဒီပုံကိုပြန်ချိတ်ဖို့လှုပ်ရင်းနဲ့နန်ရန်ကအတူဖြစ်နေပြီးအနောက်မှာအခန်းတစ်ခုရှိနေတာကိုရှာဖွေတွေ့ရှိသွားပါတယ်။နန်ရန်ကိုဖောက်ပြီးဝင်ကြည့်တဲ့အခါမှာတော့ပစ္စည်းအဟောင်းတွေထည့်ထားတဲ့တစ်တာတစ်လုံးနဲ့မိန်းကလေးတယောက်ရဲ့နှိမ့်စစ်မှတ်တမ်းစာအုပ်ကိုတွေ့ရပါတယ်။စာအုပ်ထဲကနေမိန်းကလေးတယောက်ရဲ့တပ်ပုံတပုံလည်းထွက်လာပါတယ်။စောယွန်းကအဲ့ဒီတပ်ပုံကိုဆောင်းဟိုကိုပြလိုက်တဲ့အခါသူကဒီမိန်းကလေးကရောင်စုဖြစ်ကြောင်းပြောပြပါတယ်။ဒီအိမ်ဟာအရင်ကနှက်ဆရာမတယောက်လိုဖြစ်နေတဲ့ရောင်စုရဲ့မိထွေးပိတ်နဲ့အိမ်ဖြစ်တယ်လို့ဆိုပါတယ်။ဒါပေမဲ့ရောင်စုကအဲ့ဒီအချိန်တုန်းကအကြောင်းအရာတွေကိုတိတ်မမမီတော့တယ်လို့ဟန်ဆောင်ပြီးအနေအချင်းပဲပြောပြပါတယ်။တပ်ပုံထဲမှာရေးထားတဲ့ရက်စွဲက1999ခုနှစ်ဖြစ်နေတာကိုစောယွန်းတတိထားမိသွားပါတယ်။အဲ့ဒီနောက်ဖုန်းပြန်ပြီးလာတဲ့အခါမှာတော့တစ်ဖက်ကရောင်စုဟာမိထွေးဖြစ်သူကဒူမာကိုမိရှို့တက်ဖို့ကြိုးစားနေတာကြောင့်အော်ဟစ်နေပါတယ်။စောယွန်းဟာဒူမာရှာတွေ့ထားတဲ့နံပါတ်ကနေတစ်ဆင့်အသက်ကအဲ့ဒီလေကားချစ်တွေမှာမိလောင်နေတဲ့အငွေတွေကိုမြင်နေရပါတယ်။နောက်ဆုံးမှာတော့စောယွန်းကဖုန်းထဲကအမျိုးသမီးဟာရောင်စုဖြစ်ကြောင်းနဲ့ဒူမာစီမှာ1999ခုနှစ်နိုဝင်ဘာလ26ရက်နေ့ကရိုက်ထားတဲ့တပ်ပုံရှိကြောင်းပြောပြပါတယ်။ရောင်စုကဒီနေ့က16ရက်နေ့ပဲရှိသေးတာလို့ပြန်ပြောတဲ့အခါစောယွန်းကဒူမရဲ့နှိမ့်စစ်မတန်းထဲကမနေ့ကရေးထားတဲ့စာသားတွေကိုဖတ်ပြလိုက်ပါတယ်။ရောင်စုလည်းထိတ်လန့်သွားပါတော့တယ်။ဒူမရဲ့ယူဆချက်ကိုပို့ပြီးတေချာစီဖို့အတွက်စောယွန်းဟာ1999ခုနှစ်နိုဝင်ဘာလ18ရက်နေ့ထုတ်သတင်းစာဟောင်းတစ်စောင်ကိုရှာဖွေပြီးအဲ့ဒီညသတင်းမှာပါလာမဲ့လေရင်ပြတ်ကျမှုအကြောင်းကိုရောင်စုကိုကြိုပြောပြလိုက်ပါတယ်။အဲ့ဒီညမှာရောင်စုကဒူမရဲ့မိထွေးနဲ့အတူသမင်းစားနေရပြီးမိထွေးဖြစ်သူကအစာကိုကုန်အောင်မစားရင်စိတ်ကျမ်းမာရေးစီးရုံပြတ်ဖို့မယ်လို့ချိန်ချောက်နေတာကြောင့်အသင်းလူစားနေရပါတယ်။မိထွေးဖြစ်သူအခန်းထဲကနေထွက်သွားတဲ့အချိန်မှာပဲ TV တင်းထဲမှာစောယွန်းပြောခဲ့တဲ့အတိုင်းလေရင်ပြတ်ကြတဲ့တင်းပါလာတာကိုရောင်စုမြင်လိုက်ရပါတယ်။ဒါနဲ့ပဲဒူမကစောယွန်းစီကိုဖုန်းတင်ဆက်ပါတော့တယ်။ဒီလိုနဲ့ဒူတို့နှစ်ယောက်ဟာတကယ်ချင်းတွေလိုရင်းနှီးသွားကြပြီးစောယွန်းကအနာဂတ်မှာဖြစ်လာမယ့်အကြောင်းအရာတွေကိုပြောပြပါတယ်။ရောင်စုကဒူမရဲ့အမေရင်ဆုံးပါသွားပုံနဲ့အခုဒူမကိုနှိပ်စက်နေတာကမိထွေးဖြစ်ကြောင်းပြောပြတဲ့အခါစောယွန်းကလည်းဒူမရဲ့အဖေဘယ်လိုတည်ဆုံးခဲ့ရတာလဲဆိုတာကိုပြန်ပြောပြပါတယ်။အဲ့ဒါကတော့ဒူမငငယ်တုန်းကအမေဖြစ်သူကကက်စမီကိုပိတ်ဖို့မိတော့ရကနေအိမ်မှာမိလာပြီးအဖေဖြစ်သူမိထဲပါသွားခဲ့တာဖြစ်ပါတယ်။1999ခုနှစ်နိုဝင်ဘာလ21ရက်နေ့မှာတော့အတိတ်ကဆိုယွန်းနဲ့ဒူမရဲ့မိသားစုဟာရောင်စုတို့အိမ်ကိုဝင်ဖို့အတွက်လာကြည့်ကြပါတယ်။အဲ့ဒီအချိန်မှာတော့ဒူမရဲ့အဖေကအသက်ရှင်နေစဉ်ဖြစ်ပါတယ်။ကလေးဘဝစောယွန်းလေးကအပေါ်ထက်ကိုပြည့်ကျက်သွားပြီးရောင်စုရဲ့အခန်းကိုတွေ့သွားတဲ့အတွက်မိထွေးဖြစ်သူကိုတခါဖွင့်ပေးဖို့တောင်းဆိုပါတယ်။ရောင်စုကတခါမှမပေါ်လာပြီးဒါဟာဘသူတွေလဲဆိုတာတီးသွားတဲ့အခါအနာဂတ်ကစောယွန်းစီကိုဖုန်းဆက်ပြီးဒူမအဖေစကားပြောနေတဲ့ကိုဖုန်းကနေတစ်ဆင့်နားထောင်ခိုင်းပါတယ်။နှစ်ပေါင်း20ကြာမှအဖေဖြစ်သူရဲ့အတန်ကိုပြန်ကြားလိုက်ရတဲ့အတွက်စောယွန်းတယောက်အရန်ကိုစိတ်လှုပ်ရှားဝမ်းနည်းသွားရပါတယ်။အဲ့ဒီနောက်မှာတော့ရောင်စုကစောယွန်းရဲ့အဖေကိုမိဘကနေကဲတင်ပေးဖို့စိတ်ကူးရသွားပါတယ်1999ခုနှစ်နိုဝင်ဘာလ29ရက်နေ့စောယွန်းရဲ့အဖေတည်ရမယ့်နေ့မှာတော့ရောင်စုဟာမိထွေးဖြစ်သူမသိအောင်အိမ်ကနေခိုးထွက်ပြီးစောယွန်းတို့မိသားစုအရင်နေထိုင်ခဲ့တဲ့အိမ်စီကိုတွားရောက်ခဲ့ပါတော့တယ်အသိမ်းမှာတော့စောယွန်းလေးက TV ကြည့်နေပြီးအမေဖြစ်သူကလက်သေးကြီးစိုးနေတဲ့အချိန်မှာမိဖို့ပေါ်မှာဟင်းချက်နေပါတယ်အမေဖြစ်သူအပြင်ခဏတော့တဲ့အချိန်မှာရောင်စုကအိမ်တော်ကိုခိုးယူလိုက်ပြီးစောယွန်းနဲ့အဖေဖြစ်သူစောကစားနေတော့မိစားတင်လောင်ကြချိန်မှာပဲအိမ်ထဲကိုဝင်ရောက်ပြီးမိနှိမ်ကအဖေဖြစ်သူကိုကဲတင်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲစစ်စုပ်ပန်ကစောယွန်းစီမှာပျောက်ဆုံးနေတဲ့ဒူမရဲ့လက်ကိန်ဖုန်းကလက်ထဲကိုပြန်ရောက်လာပြီးခြေထောက်ကမိလောင်တန်းရအမာရွတ်တွေလည်းတဖြည်းဖြည်းပျောက်ကွယ်သွားပါတယ်
တအိမ်လုံးဟာလည်းဟောင်းနှမ်းဆုပ်တဲ့နေရာကနေရုတ်တရက်အစ်ဆက်လာပါတဲ့အိမ်ကြီးအဖြစ်ပြောင်းလဲသွားပါတယ်အပြင်ထွက်ကြည့်လိုက်တဲ့အခါလာပါတဲ့မန်လုံပန်းချန်ကြီးတွေ့ရပြီးအဲ့ဒီထဲမှာကျမ်းမာနေတဲ့တူမရဲ့အမေနဲ့အတူအသက်ရှင်နေတဲ့အဖေဖြစ်သူကိုပါတွေ့လိုက်ရပါတယ်ဆောယွန်းဟာဝန်တာအားရနဲ့အဖေဖြစ်သူကိုဖက်ပြီးငိုကြွေးနေတာကြောင့်မိဘနှစ်ပါးစလုံးကြောင်သွားကြပါတယ်နောက်ပိုင်းမှာဆောယွန်းကရောင်စုစီကိုဖုန်းဆက်ပြီးကျေးဇူးတင်စကားပြောပါတယ်တူတူနှစ်ယောက်ဟာဖုန်းထဲကနေတချင်းတွေဝင်များနားထောင်ရင်ပို့ပြီးရင်းနှီးလာကြပါတယ်ဒါပေမဲ့တရက်မှာတော့ဆောယွန်းကမိဘတွေနဲ့အချိန်ပေးနေတာကြောင့်ရောင်စုရဲ့ဖုန်းကိုမကင်နိုင်ခဲ့ပါဘူးရောင်စုကဖုန်းကတောက်လျှောက်ခွန်နေပြီးတူမကိုပြန်မဆက်တဲ့အတွက်အရန်ကိုဒေါတာထွက်သွားပါတယ်နောက်တစ်ချိန်တူတို့ဖုန်းပြောတဲ့အခါမှာတော့ရောင်စုရဲ့စိတ်အခြေအနေဟာမမှန်တော့ဘူးဆိုတာတိတာလာပါတယ်ဖုန်းထဲကနေအော်ဟစ်ကြံတွေကြားနေရပြီးမိထွင်းဖြစ်သူကဆော်ယွန်းကိုတူမနဲ့ဝေးဝေးမှနေမဟုတ်ရင်နင်ပါဒုက္ခရောက်လိုက်မယ်လို့တတိပေးပါတယ်အတိတ်မှာတော့မိထွေးဖြစ်သူကရောင်စုထက်ကနတ်ဆိုးကိုနှင်ထုတ်ဖို့ဆိုပြီးရရဆက်ဆက်နှိပ်စက်ကူတားနေပါတယ်ရောင်စုကတောင်းပန်နေပေမဲ့မိထွေးကတော့ရိတ်နေပြီးကထာတွေရွတ်ဖက်နေပါတယ်မိထွေးဖြစ်သူကစုကြီးရဲ့ဆိုင်ကိုတွားတဲ့အခါရောင်စုကအဲ့ဒီကိုရောက်ခဲ့မှန်းတီးတွားပြီးရောင်စုရဲ့ခြေထောက်ကတန်ရာကိုလည်းတတိထားမိတွားပါတယ်ဒီစုပ်ပတ်မှာတော့ဆော်ယွန်းဟာရောင်စုအကြောင်းကိုအင်တာနက်မှာလိုက်ရှာပါတယ်ဆိုရှယ်မီဒီယာတွေမှာရှာမတွေ့ပေမဲ့တတင်ဟောင်းတွေကိုရှာကြည့်လိုက်တဲ့အခါမှာတော့ရောင်စုဟာဒူမာရဲ့မိထွေးကနတ်နှင်ထုတ်ရကနေတည်သွားခဲ့ဆိုတဲ့တတင်ကိုဖတ်လိုက်ရပါတယ်။ရောင်စုစီကဖုန်းလာတဲ့အခါမှာတော့ဆောယွန်းကဒီညာနှစ်အသက်ခံရတော့မှချင်းတယ်လို့တတိပေးလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအတိတ်ကမိထွေးဖြစ်သူဟာငားကန်ထဲကနေဓာတ်တချောင်းကိုယူပြီးရောင်စုရဲ့အခန်းစီကိုတက်လာပါတော့တယ်။မိထွေးဖြစ်သူဟာရောင်စုအိတ်နေတဲ့အမက်နဲ့ကတင်ကိုဓာတ်နဲ့အချက်ပေါင်းများစွာလွှဲရိုက်ထိုးနှက်ပါတယ်။ဒါပေမဲ့ကတင်ပေါ်မှာရောင်စုရှိမနေတာကိုတွေးလိုက်တဲ့အခါမိထွေးဖြစ်သူထိတ်လန့်သွားပါတယ်။ရောင်စုကဒူမကိုလောင်ရဲလိုက်ပြီးမိသက်ဆေးဘူးနဲ့မှုတ်ထုတ်ပြီးတော့မိထွေးကိုအင်အားကြီးနေတော့အောင်လှုပ်လိုက်ပါတယ်။မြူခွေးတွေကြားထဲမှာရောင်စုကဓာတ်ကိုပြန်ကောက်ပြီးဒူမရဲ့မိထွေးကိုရင်ဆိုင်ကရရဆက်ဆက်တပ်ဖြတ်လိုက်ပါတယ်။အဲ့ဒီနောက်ဒူမဟာစိတ်ပူပြီးစောက်နေတဲ့ဆော်ရွံ့စီကိုဖုန်းဆက်လိုက်ပါတယ်။ရောင်စုကဒူမအဆင်ပြေကြောင်းနဲ့တကြောပြန့်မွေးဖွားလာတယ်လို့ခန့်စားရတယ်လို့ပြောလိုက်တဲ့အခါဆော်ရွံ့လည်းစိတ်အေးသွားရပါတယ်။နောက်ခန်းမှာတော့ရောင်စုဟာအိမ်ပြင်ကိုပထမဆုံးအကြိမ်လွတ်လပ်စွာထွက်လာနိုင်ခဲ့ပြီးဒူမနှစ်တက်တဲ့အစားအစာတွေကိုစားတော့ကအဝတ်အစားအစ်စ်တွေကိုစိုက်ကြိုက်ဝယ်ယူပြီးပျော်ပါနေခဲ့ပါတယ်။ဒီစုံပံမှာတော့ဆော်ရွံ့တို့မိသားစုစီကိုဆောင်ဟိုကစတော်ဘယ်ရီတီးတွေလာပို့ပေးပါတယ်။မိသားစုဝင်တွေအားလုံးကလည်းစတော်ဘယ်ရီတီးတွေအတွက်ဝမ်းသာအားရကျေးဇူးတင်နေကြပါတယ်။အတိတ်ကာလမှာလည်းဆောင်ဟိုဟာအဲ့ဒီအိမ်ကိုပဲပစ္စည်းလာပို့ပါတယ်။ဒီတစ်ခါမှာတော့ရောင်စုကတခါဖွင့်ပေးပြီးတူမအဝယ်ထားတဲ့အဝတ်အစားတွေကိုဆောင်ဟိုကိုကြွားလုံးထုတ်ကအိမ်ထဲကိုဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ဆောင်ဟိုကရောင်စုရဲ့မိထွေးအကြောင်းမေးမြန်းပေမဲ့ရောင်စုကတော့တူမဝယ်ထားတဲ့ပစ္စည်းတွေထဲကဘယ်ဟာကိုတူပို့ကြိတ်တယ်လဲဆိုတာကိုပဲသိချင်နေပါတယ်။တူမတခြားဝယ်ထားတဲ့ပစ္စည်းတွေတွားယူနေတော့ဆောင်ဟိုကိုအခန်းမှာခဏဆောင်ခိုင်းထားပါတယ်။အဲ့ဒီအချိန်မှာဆောင်ဟိုကစတော်ဘယ်ရီကြီးတွေကိုသိမ်းဆည်းဖို့ခဲတတာကိုဖွင့်လိုက်တဲ့အခါမှာတော့အနံဆိုးတွေထွက်နေတဲ့အမဲရောင်ပလတ်စတစ်အိတ်အထုပ်ကြီးတွေကိုရေခဲတတာထဲမှာစူးပုံလက်တားတွေးလိုက်ရပါတော့တယ်။ဆောင်ဟိုဟာစတော်ဘယ်ရီကြီးတွေထည့်ဖို့အတွက်ရေခဲတတာထဲကအိတ်တအိတ်ကိုဖယ်လိုက်တဲ့အခါအိတ်ကအကျန်းပြင်ပေါ်ပြုတ်ကျသွားပါတယ်။သူပြန်ကောက်လိုက်တဲ့အချိန်မှာတော့အိတ်ထဲမှာလူခဏကိုအစိပ်အပိန်းတွေအပြေးရှိနေတာကိုတွေ့လိုက်ရပြီးအရန်ကိုထိတ်လန့်သွားပါတယ်။အဲ့ဒီအချိန်မှာပဲရောင်စုကအဝတ်အစားလဲပြီးပြန်ထွက်လာပြီးသူ့အိတ်ကိုဖွင့်ကြည့်လိုက်တာကိုတွေ့ရတဲ့အတွက်အရန်တော်တာထွက်သွားပါတယ်။ဆောင်ဟိုတယောက်ကြောက်လန့်တကြားနဲ့မိဖို့ချောင်းမှာထိုင်နေတော့ရောင်စုကမိသက်ဆေးဖူးတွားယူဖို့ခဏပြောက်သွားပါတယ်။ပြစ်စုံပံမှာတော့စောရုံးရဲ့မိသားစုဟာဆောင်ဟိုသူရဲ့ခွေးလေးတို့နဲ့အတူစကားတပြောပြောနဲ့လက်ဖက်ရည်တောက်ရင်စတော်ဘယ်ရီဒီတွေစားနေကြပါတယ်။အဲ့ဒီအချိန်ဖုန်းမိလာလို့စောယွန်းတွားကြိုက်လိုက်တဲ့အခါအတိတ်ကဆောင်ဟိုရဲ့ငိုရှိတ်တန်တွေနဲ့ငါ့အဝတ်အစားအစ်စ်တွေပြေကုန်ပြီဆိုပြီးရောင်စုဆဲဆူနေတဲ့အတန်တွေကိုကြားလိုက်ရပါတယ်။ဖုန်းလိုင်းရုတ်တရက်ပြတ်တောက်သွားပြီးတော့ဆော်ရွံ့စိတ်ထဲမကောင်းတဲ့အငွေအသက်တစ်ခုခန့်စားလိုက်ရပါတယ်။သူမအောက်ထပ်ကိုပြန်ဆင်းလာတဲ့အခါမှာတော့ဆောင်ဟိုဟာရှိမနေတော့ပါဘူး။တကယ်တော့သူဟာအစာကလေးကရှိမနေခဲ့တယ်လို့သူမရဲ့မိဘတွေကလည်းအဲ့ဒီလိုအကြောင်းကိုတစ်ခါမှမကြားဖူးဘူးလို့ပြောပါတယ်။ဆော်ရွံ့ကရေခဲတတာကိုတွားစစ်ပြီးတဲ့နောက်ဆောင်ဟိုရဲ့စတော်ဘယ်ရီချန်ကိုတွားကြည့်တဲ့အခါမှာတော့ချန်ကြီးတစ်ခုလုံးဟာ6တွင်ပစ္စည်းနေတာကိုတွေ့လိုက်ရပါတယ်။ဆော်ရွံ့ဟာရွာကရဲစခန်းကိုတွားပြီးဆောင်ဟိုအကြောင်းစုံစမ်းပါတယ်။ရင်းနဲ့လေးကမတီးပေမဲ့ရဲအရာရှိကြီးကတော့တီးနေပါတယ်။သူကဆော်ယွန်းကိုလွန်ခဲ့တဲ့နှစ်20ကလေးကတည်ဆုံးသွားတဲ့သူကိုပါလို့လိုက်မေးနေတာလေလို့မေးလိုက်တဲ့အတွက်ဆော်ယွန်းတယောက်ဆွန်အားသွားရပါတယ်။ရဲရရှိကဒူမကိုအမှုတွဲမှတ်တမ်းတွေပြလိုက်တဲ့အခါဆောင်ဟိုဟာယူဆောရဲ့အိမ်မှာတင်အသက်ခံခဲ့ရတာဖြစ်ကြောင်းတွေ့လိုက်ရပါတယ်။အတိတ်မှာလည်းရဲတွေကဆောင်ဟိုပျောက်ဆုံးမှုနဲ့ပတ်သက်ပြီးရောင်စုစီ
လာရောက်စုံစမ်းခဲ့ကြပါတယ်။ရောင်စုကဒူမတီကြောင့်လိန်ပြောနေပြီမဲ့အနာကမှာစောရွံ့နဲ့စကားပြောခဲ့တဲ့ရဲအရာရှိအတိတ်ကရဲလေးကဒူမရဲ့အဖြစ်တွေမှာမတင်ခါစရာတွေကိုတတိထားမိသွားပါတယ်။ရောင်စုကဒူမအမေလည်းအိမ်မှာမရှိဘူးလို့ထက်လိုက်ပြီးမဲ့ရဲအရာရှိကအိမ်ထဲမှာရောက်နေတဲ့စတော်ဘယ်ရီထုတ်တွေကိုမြင်သွားပါတယ်။ရောင်စုကထက်မှန်ဖုံးဖီပြောဆိုပေမဲ့ရဲအရာရှိကတော့ဒူမလိန်နေမှန်ရိပ်ပြီးသွားပြီးမတ်တန်းအချို့ရေးမှတ်လိုက်တာကြောင့်ရောင်စုတယောက်ပြပြတလဲလဲဖြစ်သွားပါတယ်။ရောင်စုကရွာထဲမှာလူတက်မှုတစ်ခုဖြစ်နေတဲ့အကြောင်းလွှဲပြောလိုက်ပြီးမဲ့ရဲအရာရှိကတော့တန်တရားစိတ်နဲ့ပဲအိမ်ကနေထွက်ခွာသွားပါတယ်။ပြစ်စုံပတ်မှာရောင်စုဟာဆိုင်ရှင်စိုးဟီစီကိုတွားပြီးရောင်စုနဲ့ဒူမရဲ့မိထွေးတို့ကြားကတကယ်ပါဖြစ်ခဲ့လဲဆိုတာကိုမေးမြန်းပါတယ်။စိုးဟီကရောင်စုဟာအရင်ကတော့လိမ့်မာတဲ့ကလေးမလေးတစ်ယောက်ပါငါယောက်ျားအကြောင်းနိုင်ပေါင်းများစွာပြောတာကိုလည်းစိတ်ရှိလက်ရှိနားထောင်ပေးတတ်တယ်လို့လည်းပြောပြပါတယ်။တခါတလေရောင်စုရဲ့အခန်းထဲကိုမုံတွေခိုးထည့်ပေးလို့ရှိပေမဲ့တရက်မှတော့ရောင်စုကဒူမကိုအပြင်းအထန်တန်ရရအောင်လုပ်ခဲ့ပါတယ်။အဲ့ဒီတုန်းကရောင်စုရဲ့မိထွေးတာမကဲရင်ငါသေးတာကြပြီလို့စိုးဟီကဖွင့်ဟလိုက်ပါတယ်။အတိတ်မှာတော့ရောင်စုဟာရေခဲတတာထဲမှာလူခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုခဲပြက်အောင်လုပ်နေရင်စောယုံစီကဖုံးဆက်လာပါတယ်။စောယုံကဖုံးကိန်လိုက်တာနဲ့နင်းစုဟိုကိုတက်လိုက်တာလားလို့တိုက်ရိုက်မိလိုက်ပါတယ်။ရောင်စုကလိန်ပြောနေတာကြောင့်စောယုံကသူမရဲဖန်းခံရမဲ့တည်င်းစာခေါင်းကြီးပိုင်းကိုဖတ်ပြလိုက်ပါတယ်။အဲ့ဒီတည်င်းမှာရောင်စုဟာအမတ်စင်လိုက်လူတက်ဓမ္မအဖြစ်ဖန်ဆီးခံရပြီးတက်တက်တုံးပြစ်ဒဏ်ချမှတ်ခံရတယ်လို့ဆိုပါတယ်။တက်တုံးပြစ်ဒဏ်ဆိုတာကိုကြားလိုက်ရတဲ့အခါရောင်စုကဖန်ဆောင်မနေတော့ပဲသူမလူတက်ခဲ့တာမှန်ကြောင်းဝန်ခံလိုက်ပါတယ်။အဲ့ဒီနောက်သူမကရဲတွေကငါ့ကိုဘယ်လိုနည်းနဲ့ဖမ်းသွားတာလဲဆိုတာနှင်စုံစမ်းပြရမယ်။အဲ့ဒါမှသူအဖမ်းမခံရအောင်သူတင်ကကွယ်လို့ရမှာလို့စောယွန်းကိုအမိန်ပေးပါတော့တယ်။ရောင်စုကသူမကြောင့်စောယွန်းရဲ့အဖေအသက်ရှင်လာတာကိုတတိပေးပြီးကျေးဇူးကဲလို့မရကြောင်းပြောပြပါတယ်။စောယွန်းကဖုန်းကိုခဏခဏချပစ်တဲ့အတွက်ရောင်စုကအရန်တောတာထွက်ပြီးဖုန်းတွေတရက်ဆက်ပြန်ခေါ်နေပါတယ်။စောယွန်းကတော့ပါမလုပ်လို့မရပဲကြောက်လန့်တကြားမှုကျွေးနေရပြီမဲ့ရောင်စုကတော့လက်စားချီလိုတဲ့စိတ်နဲ့တောင်းကျမ်းနေပါတယ်။1999ခုနှစ်မှာတော့ရဲအရာရှိကရောင်စုမှာစိတ်ကျန်းမာရေးပြဿနာရှိနေတာကိုရိပ်မိပြီးဆက်လက်စုံစမ်းနေပါတယ်။ရောင်စုတယောက်အနာဂတ်ကစောယွန်းစီကိုဖုန်းခေါ်ဖို့ကြိုးစားနေတော့တကားခောက်တန်ကိုကြားလိုက်ရပါတယ်။သူမတကားဖွင့်လိုက်တဲ့အခါမှာတော့ကလေးဘဝစောယွန်းလေးနဲ့သူမရဲ့အဖေတို့ကိုအိမ်ရှိမှာတွေ့လိုက်ရပါတယ်။စောယွန်းရဲ့အဖေကအိမ်ချမ်းနေအကျိုးဆောင်ရုံမှာချိန်ထားတဲ့မိထွေးဖြစ်သူရောက်မလာလို့လာကြည့်တာလို့ပြောပြပါတယ်။အတိတ်မှာရောင်စုကမိထွေးဖြစ်သူအိပ်ပျော်သွားတာဖြစ်မယ်လို့လိန်ညာပြီးစောရွရဲ့အဖေနဲ့ကလေးမလေးကိုအိမ်ထဲဝင်ဆောင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။အဲ့ဒီအချိန်ပြစ်စုံပန်းမှာတော့စောရွကဒူမအဖေနဲ့အတူကားစီးနေရင်အဖေဖြစ်သူကဒူမစိတ်ညစ်နေတာကိုတတိထားမိပြီးစိတ်ပြေလက်ပြောင်ကားမောင်းခိုင်းပါတယ်။ကော်ဖီတွေမဖိတ်အောင် break ကိုဖြည်းဖြည်းချင်းနေရတယ်လို့ဆိုပြီးအဖေဖြစ်သူကဒူမကိုတင်ကြားပေးနေပါတယ်။ကလေးပေါ်မှာစောယုံလေးကစတော်ဘယ်ရီဒီစားနေတော့မှပဲရောင်စုကဒူမအဖေကိုမိသက်စီးဘူးနဲ့အနိကမှုတ်ထုတ်လိုက်တာကိုမြင်လိုက်ရပါတယ်။တိစုပ်ပတ်မှာစောယုံတယောက်ဥမင်လိုက်ခေါင်းတဲ့ကားမောင်းဝင်လာတဲ့အချိန်မှာပဲဒူမရဲ့မျက်စိရှိမှတင်အဖေဖြစ်သူဟာတဖြည်းဖြည်းပျောက်ကွယ်သွားပြီးကားမှန်တွေကွဲအပ်ပြီးတော့ဒူမပိုင်ဆိုင်ခဲ့တဲ့ပျော်ရွှင်စရာအနာဂတ်ကြီးတစ်ခုလုံးပြိုလဲပျက်စီးသွားပါတော့တယ်။အတိတ်မှာတော့ကလေးပေါ်မှာစောယုံလေးဟာဒူမအဖေရဲ့တွေးတွေနဲ့ရောင်စုကဒူမအဖေကိုတက်ဖြတ်နေတဲ့နေကွင်းကြောင်ကြောက်လန့်တကြားနောက်ဆုံးနေရပါတယ်။ပြစ်စုံပန်ကစောယွန်းလဲဥမင်ထဲမှာအဖေမရှိတော့ပဲပြန်လို့လာပါတယ်။အတိတ်မှာတော့ရောင်စုကကလေးမလေးစောယွန်းကိုချီကပ်ပြီးနင်ဖုန်းမကင်လို့နင်အဖေတေးရတာဒါနင်အပြစ်ပဲလို့ရရဆက်ဆက်ပြောဆိုလိုက်ပါတယ်။ပြစ်စုံပန်ကစောယွန်းဟာအိမ်ကိုအပြေးလွှားသွားတဲ့အခါအိမ်ကြီးကပြပုံအဒီနဲ့စုပ်ပြတ်တက်နေတာကိုတွေ့ရပါတယ်။ကျန်းဒီပေါ်မှာလည်းတွေးတွေနဲ့စောယွန်းဖုန်းကိန်စမ်းလို့ရေးထားတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲဖုန်းကြီးလာပြီးစောယွန်းလန်းတွေ့ဝင်မနေပဲဖုန်းကိန်လိုက်ပါတယ်။ရောင်စုကဒူမအဖေကိုဘယ်လိုရက်ဆက်စွာတက်ခဲလဲဆိုတာကိုလောင်ပြောင်ပြောဆိုနေတာကြောင့်စောယွန်းတယောက်အစွမ်းကုန်ဒေါတာထွက်သွားပြီးရောင်စုကိုပြန်တက်မယ်လို့ကြိမ်းဝါပါတော့တယ်။ရောင်စုရဲ့လက်ထဲမှာတော့ကလေးဘဝစောယွန်းလေးကိုကလက်ထိတ်မှာချီနှောင်ထားတာကြောင့်ရောင်စုကအသာစီးရနေပါတယ်။ရောင်စုကနောက်ထပ်တနာရီအတွင်းရဲတွေငါ့ကိုဘယ်လိုဖမ်းမလဲဆိုတာရှာမပေးနိုင်ရင်နင့်အမေကိုပါတက်ပြစ်မယ်လို့ရာဇတန်ပေးလိုက်ပါတယ်။ဒီအချင်းတွေကနေရုံထွက်ဖို့နဲ့ရောင်စုကိုအပြတ်တက်ရှင်းဖို့စောယွန်းကအကြံရတော့ပါတယ်။ဒူမရဲ့အစီအစဉ်ကစောယွန်းကဂက်စပါကွဲမှုဖြစ်မဲ့နေရတဲ့ခုကိုရောင်စုကိုလွတ်လိုက်ပြီးအဲ့ဒီနေရာမှာနင်းရဲ့တွေးဆွနေတဲ့လက်ပွေရတွေပါတယ်ဒါကိုရှာတွေးမဲ့သူရှိနေတယ်လို့လိန်ညာပြောဆိုလိုက်ပါတယ်။စောယွန်းဟာဒူမရဲ့ဖုန်းထဲမှာအပြောင်းလဲတစ်ခုဖြစ်မလားဆိုပြီးစောင့်ကြည့်နေပြီမဲ့ရောင်စုကတော့ကန့်ကောင်းထောက်မှဆောင်းနဲ့အစာအုပ်မပေါက်ခွက်ခင်မှာပဲအပြင်ကိုထွက်လာနိုင်ခဲ့ပါတယ်။ဒါကြောင့်စောယွန်းရဲ့အကြံအစီပြတ်သွားခဲ့ပါတယ်။ရောင်စုကဖုန်းပြန်ဆက်တဲ့အခါမှာတော့ဒူမကိုတက်ဖို့ကြိုးစားတဲ့အတွက်အလွန်မင်းတောတာထွက်နေပါတော့တယ်။
။杨叔讲，杜妈不浪起食手里来说让我家打的你呢，风过没差呗，差来比。格里话少用那个书本里的，一部对的，老差比你十八罗的。对嘛，格里嘛你看啥样的单，这手办个少用也看那个包嘛嘞，米兰铺阿妈一对，有的也包那比，那就算呢 OK 的呀巴罗的。今日一个不收拉巴的，杨叔讲少用也没个，配皮东西，趁他给的风一旦飞的苦苦偏下来巴的。哎，你那杨叔讲少用个食品生呀，突然的你呢，你配对呀啦，这个咯，人家路表里巴的。တကယ်တော့အဲ့ဒီနေ့ကအမေဖြစ်သူဟာအပြစ်မထွက်ခင်ကက်စမီဖို့ကိုတီချပိတ်သွားခဲ့တာဖြစ်ပြီးကလေးဘွားအစောယုံကပိတ်တဲ့အမှန်နဲ့ကက်စကိုပြန်ဖွင့်ခဲ့တာဖြစ်ပါတယ်။ပြစ်စုံပတ်မှာတော့အစောယုံဟာတခြားနည်းလမ်းမရှိတော့တဲ့အတွက်ရဲစခန်းထဲကိုခိုးဝင်ပြီးရောင်စုရဲ့အမှုတွဲမှတ်တမ်းကိုရှာဖွေပါတယ်။ရဲရရှိရဲ့မှတ်တမ်းစာအုပ်ထဲကနေရောင်စုဘလို့အဖမ်းခံရလဲဆိုတာကိုတီးတွားပြီးရောင်စုကိုအဲ့ဒီသတင်းပေးလိုက်ပြီးမြဲဒါဟာမာရွနဲ့ဆုံးဖြတ်ချက်ဖြစ်သွားပါတယ်။အတိတ်မှာရောင်စုကတူမရဲ့လက်ပွေပါတဲ့ဓာတ်ကိုရှာတွေ့တော့တဲ့တူကိုပါတက်ပစ်လိုက်တဲ့အတွက်တူမအဖမ်းခံရမဲ့တည်အချက်လက်တွေကမတ်တန်းဆောင်ထဲကနေပြတ်ကွယ်သွားပါတော့တယ်။အစားထိုးပေါ်လာတဲ့တည်ကတော့အမေဖြစ်သူကပျောက်ဆုံးနေတဲ့အဖေနဲ့တမီးကိုလိုက်ရှာနေတဲ့အကြောင်းဖြစ်ပါတယ်။ရဲရရှိကအမေဖြစ်သူကိုကူညီပြီးရောင်စုတို့အိမ်စီကိုလိုက်သွားကြပါတယ်။ရောင်စုကတူတူထွက်သွားပြီလို့လိန်ပြောပေမဲ့အမေဖြစ်သူကစောရုံးရဲ့စပင်ကလေးလေးကိုအိမ်ထဲမှာရှာတွေ့သွားပါတယ်။ကျစုပ်ပတ်မှာတော့ရောင်စုဟာရဲဖမ်းမခံရတော့တဲ့အတွက်မြစ်ပေါင်းများစွာအတွင်းမှာလူတက်မှုတွေအများကြီးကျူးလွန်ခဲ့တဲ့အမတ်စင်လိုက်လူတက်သမားကြီးဖြစ်နေပါပြီ။အိမ်ကြီးကလည်းကြောင်မက်ဖွယ်ကောင်းလာအောင်ပြောင်းလဲသွားပါတယ်။အတိတ်မှာတော့အမေဖြစ်သူကအိမ်ထဲမှာအဖေရှိနေမလားဆိုပြီးအဖေစီကိုဖုန်းဆက်ဖို့ရောင်စုရဲ့ဖုန်းကိုယူသုံးလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီဖုန်းကအနာဂတ်ကစောရိုးစီကိုရောက်သွားပြီးအမေဖြစ်သူကဒီအိမ်ထဲကအမြန်ပြေးတော့လို့အော်ဟစ်တတိပေးပါတယ်။အဲ့ဒီအချိန်မှာပဲပစ္စုပန်ကလူတက်သမားရောင်စုကစောရုံးကိုခေါင်းရိုက်လိုက်တာကြောင့်ဖုန်းလိုင်းတက်တောက်သွားပါတယ်။အတိတ်မှာတော့ရောင်စုကရဲအရာရှိကိုအမေမျက်စိရှိမှတင်တက်ပစ်လိုက်ပါတယ်။အခုဆိုရင်အတိတ်ရောပစ္စုပန်မှာပါရောင်စု၄ယောက်ဟာစောရုံးနဲ့ဒူမာရဲ့အမေကိုတက်ဖို့အိမ်ထဲမှာလိမ့်လန့်ရှာဖွေနေပါပြီ။အတိတ်ကအမေနဲ့တမီပစ္စုပန်ကစောရုံးတို့ဟာလူတက်သမားရဲ့လက်ကနေလွတ်အောင်အသေးအတန်ဒီးရွားနေကြရပါတယ်။အတိတ်ကာလမှာအမေနဲ့တမီနှစ်ယောက်စလုံးဟာအခန်းတစ်ခုထဲမှာပုံနေကြပြီးလူတက်သမားရောင်စုကတကားကိုအတင်းဝင်ဖို့ကြိုးစားနေပါတယ်။အဲ့ဒီအချိန်မှာဖုန်းမိလာပြီးအနက်ကစောယုံကတူမအမေကိုစစ်အေးထားဖို့နဲ့လက်နဲ့တစ်ခုရှာဖို့တတိပေးပါတယ်။အမေဖြစ်သူကမိသက်စီးဖို့ကိုရှာတွေ့သွားပြီးအတင်းပြင်ထားလိုက်ပါတယ်။ဒါပေမဲ့အတိတ်ကရောင်စုကရုံမာတဲ့အကျင့်နဲ့ကလေးမလေးစောယုံကိုတကားရှိမှထားပြီးအမေကိုခေါ်ခိုင်းလိုက်ပါတယ်။အမေဖြစ်သူတကားဖွင့်လိုက်တာနဲ့ရောင်စုကဓာတ်နဲ့တိုက်ခိုက်ပါတော့တယ်။ပစ္စုပန်မှာလည်းလူတက်သမားရောင်စုကစောယုံပုံနေတဲ့အခန်းထဲကိုဝင်လာဖို့အနိကရောက်ရှိနေပါပြီ။အတိတ်မှာတော့အမေဖြစ်သူကရောင်စုရဲ့ဓာတ်ကိုအတင်းပြတ်ပြီးဆွဲပြီးအသက်လူလုံးထွေးတက်ပုံနေရပါတယ်။ပစ္စုပန်မှာစောယုံကအတိတ်ကတိုက်ပွဲကြောင့်နံရံတွေပေါ်မှာသွေးစိုးရတွေပေါ်လာတာကိုမြင်နေရပါတယ်။လူတက်သမားရောင်စုအခန်းထဲကိုအရောက်မှာပဲအတိတ်မှာတော့အမေဖြစ်သူဟာရောင်စုကတမီးလေးကိုမထိခိုက်နိုင်အောင်ရောင်စုကိုအားကုန်တုံးပြီးတိုက်ခိုက်လိုက်ရကနေဒူဒိုနေအောင်စလုံးလီကလက်ရန်ဖို့ကနေပြုတ်ကျသွားပါတော့တယ်။အဲ့ဒီနောက်မှာတော့ပစ္စုပန်ကလူတက်သမားရောင်စုကစောရုံးရဲ့ရှိမှတင်အခုအငွေဖြစ်ပြောက်ကွယ်သွားပါတယ်။အတိတ်ကအဖြစ်ပြက်ပြောင်းလဲသွားတဲ့အတွက်ပစ္စုပန်ကအင်ကြီးဟာလည်းကျန်လေပြောင်းလဲသွားပြီးစောရုံးတယောက်ထဲကျန်ရခဲ့ပါတယ်။စောရုံးဟာတူမအမေလည်းတိတ်ဆုံးသွားပြီးအမှန်နဲ့တင်ချင်းကုန်းစီကိုငိုယူပြီးပြေးသွားပါတယ်။ဒါပေမဲ့မချစ်မဲ့ပဲတူမရဲ့အမေဟာအဲ့ဒီနေရာမှာပဲအသက်ရှင်လက်ရှိနေတာကိုတွေ့လိုက်ရပါတယ်။အမေဖြစ်သူကတူမကိုပြုံးပြပြီးဘာလို့ငိုနေတာလဲလို့မေးပါတယ်။တူမရဲ့အမေဟာအတိတ်ကပြုတ်ကျမှုကနေအသက်မတည်ပဲလွတ်မြောက်ခဲ့တာဖြစ်ပါတယ်။စောယုံကလည်းတူမအမေကိုပြန်တွေ့ရတဲ့အတွက်အရန်ကိုဝမ်းသာသွားပြီးတူမအမေရဲ့မြတ်တာနဲ့တန်ဖိုးကိုနားလည်သွားပါတော့တယ်